Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒုတိကိုအောင်ဖြစ်ပါတယ်เนาะကျွန်တော်တပတ်စာကတ်နဲ့ပတ်သက်ပြီးတော့ပြန်လဲ share လုပ်ပေးပါမယ်เนาะတပတ်စာကတ်အနေနဲ့ကျွန်တော်တို့အောင်မြင်ခဲ့တာတယ်ကျွန်တော်ရဲ့ပုံဝင်တွေသိပါတယ်เนาะကျွန်တော်တပတ်စာထုတ်ပေးခဲ့တဲ့ကတ်တွေအခလေးထဲမှာအပူเนาะအပူကြံသေးတဲ့တစ်ချက်เนาะအောင်မြင်ခဲ့တာကတော့เนาะ1628အပူပါအခွေဒါအောင်မြင်ခဲ့တယ်တနေ့နာနေ့4နိုင်ဝယ်မှာ86ဆိုတာထွက်ခဲ့တယ်အောင်မြင်ခဲ့တယ်နောက်ကျ619 break ဆိုတာကျွန်တော်အာမခံနဲ့ပေးခဲ့တာ619 break ဘာထွက်ခဲ့တယ်ဆိုတော့အင်္ဂါနေ့12နာရီ10မိနစ်မှာ24ဆိုတော့6 break အင်္ဂါနေ့ညနေ4နာရီဝယ်မှာ10ဆိုတော့10 break ထွက်ခဲ့တယ်ဒါကိုကျွန်တော်ပတ်ဝင်လေးသိပါတယ်เนาะနောက်တစ်ချက်ထိပ်သီးတဲ့နေတဲ့ကျေးဇူးထွက်ရမယ်168ထိပ်ဆိုတာလေဒီနေ့နေ့4နာရီဝယ်မှာ8ထိပ်ထွက်ခဲ့တယ်နော်အင်္ဂါနေ့ညနေ4နာရီပေါ်မှာလည်းတစ်ထိပ်ထွက်ခဲ့တယ်168ထိပ်ပရိတ်အနေနဲ့619ပရိတ်က6ပရိတ်1ပရိတ်1ပရိတ်ဆိုတာနေရာဗုဒ္ဓဘူးနေ့မှာလည်းဗုဒ္ဓဘူးနေ့4နာရီပေါ်မှာလည်း1ပရိတ်ထွက်ခဲ့တယ်နော်ကျွန်တော်ပေးခဲ့တဲ့ကတ်ကလေးနော်ပုံဝင်ထားတဲ့လူတွေလည်းအားလုံးရကြမှာပါနော်ဒါဆိုရင်ကျွန်တော်ဒီနေ့ကြာသပတေးနေ့12နာရီ10မိနစ်ဒါမှမဟုတ်ကျွန်တော်2ရက်အတွင်းနော်2ရက်အတွင်းချင်းစီကြမယ်ခဏလေးတွေကြားပြီးတောက်ကြ2ရက်နေကြမယ်ဟာကိုကျွန်တော်ချပြပေးခဲ့ပါပါเนาะဒါဆိုရင်ကျွန်တော်2ရက်အတွင်းเนาะ26ရက်မှ20ကုန်ထိเนาะ2ရက်အတွင်းအတွင်းကြားမယ်เนาะခဏဟုတ်ပြီဒါဆိုရင်ဘာတွေဖြစ်မလဲမိန်းနေနဲ့ဒီ6 4ခွန်49နေရာအတွင်းเนาะဒီချာမှတ်ဒူမိန်းနေနဲ့6ခွန်69ခွန်92ရက်တွင်เนาะ2ရက်တွင်ဒါလေးကိုတေးချာလေးကိုစက်ကွန်ရှော်လေးရိုက်ထားပါကျွန်တော်ရဖုန်းနံပါတ်ဘိုင်ဘာလေးသုံးပါတယ်เนาะ39ကျွန်တော်ရဘိုင်ဘာဖုန်းနံပါတ်39692696လုံး39เนาะဒီဖုန်းနံပါတ်ကိုဆက်သွယ်လို့ရပါတယ်အဖွဲ့ဝင်ကြီးတဲ့လူတွေလာမယ့်ပတ်မှာကျွန်တော်ဖိတ်ခေါ်ပါတယ်เนาะအဖွဲ့ဝင်ကြီးတဲ့လူတွေလေးလုံးခွေဒါမှမဟုတ်ပတ်တီတို့မဟုတ်ဘရိတ်ဒါမှမဟုတ်ထိပ်သီးတဲ့လူချင်းတဲ့လူတွေเนาะကျွန်တော်ရဲ့ဖုန်းနံပါတ်692639ကိုဆက်သွယ်လို့ရပါတယ်ဒီ main 6ခွက်ကတော့2ရက်အတွင်းထွက်ရမယ်ဒါဆိုရင်ဒီနေ့26နေ့နေ့တိုင်းနေတဲ့ကျွန်တော်ချပြပေးမယ်ကနေเนาะ6ခွက်ရှိတယ်เนาะဒီ26ရက်26နေ့7နာရီ10မိနစ်အတွက်เนาะ10မိနစ်7နာရီ10မိနစ်အတွက်ဆိုတော့နှစ်မိန်းနေနဲ့เนาะ20 40 60เนาะသူအနေနဲ့1 90เนาะ1 90 26 7နိုင်10မိနစ်အတွက်မိန်းနေ20 40 60ဒူမိန်းနေနဲ့1 40 90เนาะတကွက်ကောင်းเนาะရေးပေးခဲ့မယ်90နှစ်เนาะတကွက်ကောင်း90နှစ်เนาะဒါလေး screenshot ရိုက်ထားပါเนาะဒါ26တနင်္လာနေ့sorry 26နေ့7နာရီ10မိနစ်အတွက်เนาะပေးခဲ့တဲ့ screenshot လေးရိုက်ထားပါဒါတော့2ရက်အတွင်းထွက်ကိုထွက်ရမယ်အာမခံတယ်ဒူရီကိုအောင်เนาะကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရင် subscribe လေးလုပ်ပေးပါလက်မလေးနှိပ်ပေးခဲ့ကြပါဒါမှလည်းကျွန်တော်ဒူရီမိတ်ဆွေများမြင်ရတွေ့ရမှာဖြစ်ပါတယ်အားလုံး okay ပါအောင်မြင်ကြပါစေเนาะဒီလောက်ပါ